လုပ်ငန်းစတင်ခြင်းနဲ့ဆိုရင်အကြံကောင်းတွေမကနေရာမှန်မှုလည်းလိုအပ်ပါတယ်လှိုင်သာယာစက်မှုဇုံနီးမှာဆေးရုံပဲဖြစ်ဖြစ်ဟိုတယ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီနေ့ပဲလုပ်ငန်းစလုပ်လို့ရမယ်အဆောက်အဦတစ်လုံးကိုရှာနေပါသလားအခုပဲကျွန်တော်လိုက်ပြပေးပါမယ်ဒီအဆောက်အဦကတော့လှိုင်သာယာစက်မှုဇုံနဲ့ကလျက် Ocean Super Center နဲ့စင်ကီယာတို့အနီးမှာတည်ရှိပြီး82ပေ55ပေအကျယ်ဝန်းမှာရှိတဲ့6ထပ်ခွဲ RC အဆောက်အဦမျိုးစားပဲဖြစ်ပါတယ်အထူးသဖြင့်အပေါ်ဆုံးတက်ရဲ့မြင်ကွင်းဟာဆိုရင် Sky Bar ပဲဖြစ်ဖြစ် Rooftop Restaurant ပဲဖြစ်ဖြစ်ဖန်တီးဖို့အကောင်းဆုံးအနေအထားမှာရှိနေပါတယ်အတွင်းပိုင်းမှာဆိုရင်တစ်ထပ်ကို8ခန်းစီနဲ့စုစုပေါင်းအခန်း40ပေါင်းပါတယ်အခန်းတိုင်းဟာ16ပေ24ပေအကျယ်ဝန်းရှိပြီး၄တက်အထိအဲကွန်းတွေအပြည့်စုံတက်ဆင်ပြီးသားဖြစ်ပါတယ်10ရောက်စီဒက်လီကအရေးပေါ်ထောက်ပေါက်လှေကား2ခုနဲ့အတူမီးဘေးလုံခြုံရေးအတွက် Fire System တွေကိုလည်းစနစ်တကျတက်ဆင်ပြီးသားဖြစ်ပါတယ်ကြီးမားတဲ့လုပ်ငန်းတွေအတွက်လိုအပ်တဲ့315 kVA Transformer လည်းကိုယ်ပိုင်ပါရှိပါတယ် BCC ရှောက်ထားဆဲအဆင့်မှာရှိပြီး Hotel Motel စီးရုံနဲ့ဘားလုပ်ငန်းတွေအတွက်အထူးသင့်တော်တဲ့ဒီနေရာကိုတစ်လငှားရမ်းက American Dollar 1000နဲ့အခုပဲငှားရမ်းနိုင်ပါပြီမှတ်ချက်အနေနဲ့ KTV လုပ်ငန်းအတွက်တော့မရပါဘူးခင်ဗျာဒီနေရာကောင်းကိုလက်လွတ်မခံချင်ဘူးဆိုရင်တော့ကျွန်တော်တို့မြန်မာကြီးကြာ Real Estate ကိုအခုပဲဆက်သွယ်လိုက်ပါခင်ဗျာ